ဒါလေးကဒီနေ့နေခင်းမရဲ့တစ်ဖြက်လေးပေါ့နော်ဒါဒီညီမလေးဆိုဘယ်နှလုံးဖြစ်သွားလဲမရှိမှလားဝယ်နှလုံးရှိပါပြီဝယ်ရတဲ့ပိုင်းတော့တကယ်ဘယ်လိုနေလဲဝယ်ရတာပါညာဟုတ်ပါရဲ့လူလက်ဒါ Note 14 4G လေးကိုဒါထပ်လာပြီရှိတစ်ခေါက်က Note 13ဝယ်သွားတာနော်13ဝယ်သွားတာအခုကတော့ Note 14 4G လေးကိုပြောင်းကြိုင်မယ်ဆိုပြီးရောက်လာတာပေါ့နော်ရွှေရောင်လေးဟာနော်ရွှေရောင်လေးဒါလေးကတော့ global နဲ့လာတာပေါ့နော် RAM က8 memory 256 GB အခုလက်ရှိရောင်းပေးထားတာကတော့အမတို့6သိန်းကျော်နဲ့ရောင်းပေးထားပါတယ်ဒါလေးကိုအရေးချနဲ့သွားခြင်းတဲ့သူဆိုရင်ကနဦးတသိန်း6000လောက်ဆိုရင်တော့ဒီကောင်လေးအရေးချရှောက်လို့ရနေပြီပေါ့နော်Adwin work ကတော့ Note 14မှာတော့33ဝက်နဲ့လာပါမယ်ရှင်ရှင်းပြရမယ်လာရနော်အမတူပြောတယ်ဒီ color လေးယူလို့အမဲမြင်နဲ့အမဲကယူတယ်ဆိုဟုတ်တယ်နော်လာရှင်းသူတင်ပါတယ်ခဏခဏလာအားပေးတဲ့ရှေ့ရတဲ့ကကားလေးတွေတကယ်